月里的年年夜，带女表容嘛就地耶，我如也得不的呀米耶。你来这哪一老多哩？要都要嘛，没得打我得多了。အဲ့ဒါနဲ့မိုးရင်းနဲ့ကိုင်းနေပြီးတော့အခုမှဟင်းနေမြန်လေးချက်မလို့ဒါလေးကကြတော့သူတို့အညာ14ရက်ဝက်ဦးတောင်လေးဒီဝက်ဦးတောင်လေးကိုကြတော့ခင်းချင်းဒီမျိုးဒီစင်းလေးနဲ့ချက်မယ်ပြီးလို့ရှိရင်အဖေမိုးရွာကိုသွားခူထားတဲ့ကစုံရက်ကလေးကိုကြောမယ်အဲ့နဲ့အတွက်ခင်းချင်းဒီကျက်သွနေငပိစီစားဆနွင်းနဲ့ရေနှင်းငယ်လေးထည့်ပြီးအဖုံးတက်ထားလိုက်ပါမယ်အနှစ်လေးကြည့်ပြီးဆိုရင်တော့ဝက်ဦးတောင်လေးထည့်လုံးပြီးတော့ရေထည့်တက်ထားလိုက်ပါမယ်ဒီနေထားလေးရောက်ပြီဆိုရင်တော့မြုပ်တိစိမ့်နဲ့ကြက်သွန်မြူထောင်လေးထည့်ပြီးအိုးချလို့ရပါပြီ။ဝက်ဦးတောင်ဟင်းလေးချက်ပြီဆိုတော့ကစွန်းရွက်လေးကြော်ပါမယ်။အိုးထဲကိုစီစနွန်းနဲ့ကြက်သွန်မီလေးထည့်စီတက်ပြီးတော့ရေတက်အောင်ဆေးထားတဲ့ကစွန်းရွက်ကလေးတွေထည့်ကြော်လိုက်ပါမယ်။ကစွန်းရက်လေးနွမ်းမီဆိုမှငရုတ်သီးစိမ်းကြက်သွန်မြူထောင်ခရူးစီနဲ့စားတို့ထည့်ပြီးတော့တမအောင်မှွေပြီးကြော်ပေးလိုက်ပါမယ်ဒီနေထားလေးဆိုရင်တော့စားလို့ကောင်းပြီးတော့အရသာရှိတဲ့ကစွန်းရက်ကြော်လေးရပါပြီလို့ထင်တော့အဖေခုထားတဲ့ကစွန်းရက်ကလေးကိုကြော်ထားတယ်ပြီးတော့ကြတော့ဒါဝက်ဦးတောင်ကိုအဖေသမီးလေးဒီမှာတစ်လုံးချင်းစီမချက်နေတယ်နှလုံးပူးချက်ဆိုလို့ဝက်ဦးတောင်နှလုံးပူးချက်ငါကလောရကြီးပြီးလို့ရှိရင်ဒါငပိတောင်းနဲ့ရှောက်သီးတို့စရာချက်တော့မြန်လိုက်လားခါသမီးရဲ့ချက်တော့မြန်တော့အဖေညစာစောစောစားရတာပေါ့မိုးရွာကခူးထားတဲ့ကစွန်းရကြော်တင်းနဲ့ဝက်ဦးတောင်ချက်ကလေးနဲ့ထမင်းစားလိုက်ပါအောင်မယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါတယ်နော်ဖေဝက်ဦးတောင်စိတ်ရထဲစားနော်အေးဒါအဖေခုလိုက်ကစွန်းရွက်ဒါလေးကအမေတို့ကနည်းနည်းမိုးလေးကအေးနဲ့ဘိုက်ကစားရောခင်းလေးရလည်းကြက်တော့အကိုက်ကျသွားတာပေါ့ဇွဲကြော်လေးလည်းစားကြင်စရာတွေတော့ဇွန်းကလေးကလည်းချိုးနေတာပဲလက်ဆက်လို့လားမသိဘူးဟုတ်တယ်ဖေလက်ဆက်လို့ချိုးတာပြီးမမလည်းခရူးစီထည့်ကြော်ထားသေးအဲ့ထဲကိုအဲ့ဒါကြောင့်အဲ့ဒါကြောင့်မိုးမြတော့ညာကျင်တော့လဲဇွတ်တိတ်ချင်တော့လဲဇွတ်တော့ဒီမှာတ냐လုံးရွာမယ်ထင်နေတာမနောက်ကကိုရွာအောင်ပါနဲ့ဗျာရွာတော့လည်းကောင်းတာပေါ့ကျုပ်ပဲခင်းနေဟုတ်ပါတယ်ဆရာတော့မိုးရွာတွေကောင်းနေဗျာဒါဆိုရင်တော့ဆက်ပြီးတော့ဆန်းလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုညာဒေတာနဲ့ပတ်သက်တဲ့ညာဆန်းဆန်းလေးနဲ့ပတ်သက်တဲ့ဘလော်လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ